โอเคအားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီဝုံရမ်းใหญ่ဒီ320ပေါ့နော်Samsung ส่วนใส่มาရအောင်နော်အုတ်ထုတ်လာကြည့်ပါနော်ဒီနေ့အုတ်ထုတ်ကလေးတွေကတော့အရင်မိုက်ပါတယ်အရင်နေလှပါတယ်ပေးအောင်ရွာမမသိဘူးပေါ့နော်ရွေးချယ်ခက်တယ်စီနှုံးလေးတိုင်ပါနော်9900 KYD ပေါ့နော်KYD အုတ်ထုတ်ကလေးရမ်းလာKYD အုတ်ထုတ်ကလေးရမ်းလာတယ်တဲ့ဖုန်းကြိုက်နော်ချစ်တောင်300ဒီဆိုင်မှာအုတ်ထုတ်တွေအများကြီးပေါ့နော်ရွေးချယ်လို့ရရဲอันนี้ดูเปลี่ยนได้เปลี่ยนတော့ကျန်တဲ့အုတ်ထုတ်မပြောနော် KYD အုတ်ထုတ်ပဲပြောဒီနှစ်ခုတည်းရွေးခံတယ်နော်ဒီရောင်လေးနှစ်ရောင်ဒီနှုံးနေရလဲမိုက်ပါတယ်လှလဲလှပါတယ်ပေါ့နော်တရားအယောင်ရွေးချယ်တာနော်ဒီနေ့လည်းမဟုတ်ဘူးအိုရိုကရောက်တဲ့နှောင်းပြစ်တယ်ပေါ့နော်အဟောင်းတစ်လုံးဘယ်လိုထည့်ရမှမသိဘူးကျုပ်ဘိုးလေးလည်းမဆန်ဘူးနောက်ကပဲချီရအောင်